ရှိပါတယ်မင်းတို့ဆရာဟုတ်တယ်ရှိတယ်ဟုတ်ကဲ့ရှိပါစံကုန်နေဥဒ္ဒါရွာတွေ့ကြလာတယ်ဟုတ်ကဲ့ဒီကနေ့မှခန်းထိုင်ဆရာပြောကြပြီဘာဖြစ်တော့ကိုကြီးခဏလေးလာကဲကျုပ်ကဖို့ဒီမိတ်ဆွေကြီးကိုသားကျော်ကျုပ်ကိုတွေ့ကျင်တယ်ဆိုတဲ့ကိစ္စဆိုတော့ ကျုပ်အခုလာတဲ့ကိစ္စအရေးကြီးလုပ်ငန်းကိစ္စဆွေးနွေးနေတယ်အဲ့တော့ခင်ဗျားနဲ့ကျုပ်ကလွဲပြီးတော့ကြံနေမှရှိစေ ကျုပ်ကအရေးကြီးကိစ္စဆိုဘာမှမရှိဘူးမိတ်ဆွေရဲ့စိတ်ထဲမှာအနားမှာဘယ်သူမှမရှိဘူးလို့စိတ်ထဲထားနိုင်ရင်ဆက်ပြီးဆွေးနွေးလို့ရတယ် ပြီးပါခင်ဗျားအိမ်ဆိုတော့ခင်ဗျားစီးကြတယ် ဒါပဲပေါ့ အခုကျုပ်လာတဲ့ကိစ္စခင်ဗျားဖြတ်နေတဲ့စံစည်းကိစ္စခင်ဗျားစံစည်းကိုစတင်လျှော့ရအောင်အဲ့ဒီကိစ္စခင်ဗျားနဲ့ဆွေးနွေးအောင်လုပ်တာ ကျုပ်စံစည်းကိုရှော့မရအောင်အရှုံးခံပြီးတော့လည်းမရအောင်အမြတ်ရမှရောင်းမှာပေါ့ဈေးတယ်ပဲကအမြတ်လိုချင်တယ်အမြတ်ရမှရောင်းမယ်အခုရောင်းတာပုံမှန်ဈေးပဲ ပုံမှန်ဟောလို့ကျုပ်လာတာဗောဗျခင်ဗျားကျုပ်ဖောက်တယ်ဒီချင်းဈေးပို့ပေးပြီးတော့ဝယ်တယ်ပြန်ရောင်းတော့လေဖြစ်တဲ့ဈေးလျှော့ပြီးရောင်းတယ်အဲ့ဒါခင်ဗျားကျုပ်ဈေးကောက်သိမ့်နေလို့မလားဒီမှာဘိုးလေးခင်ဗျားရောင်းနေတဲ့ဈေးကွက်ထိမ့်ပေးပါ အဲ့မဖြစ်နိုင်ဘူးကျုပ်ဈေးကွက်ကိုထိန်းစေချင်ခမည်းရဲ့လောဘကိုရင်ထိန်းခမည်းကဝယ်တဲ့အခါကျဈေးကိုအစမတန်နှိမ်ပြီးတော့ဝယ်ရောင်းတော့အမြတ်ကြီးအများကြီးတင်ရအောင်အဓိကပြောတာဒါပဲလေ ဘာလဲဒီလေခင်ဗျားဈေးကွက်ကိုနောက်မှရောက်လာတဲ့လူပါဗျ ဟုတ်တာရောစကားကြီးအများကြီးပြောပြင်းနေတာအကြံပေးလိုက်ခမည်းလိုပုံပုံမျိုး9ယောက်စုလိုက်ကျုံမှရှိတဲ့စံကိုအကုန်လုံးဝယ်သွားပြီးတော့ကြိုက်တဲ့ဈေးကိုရောက်ဘာ အဲ့ဆိုကျုပ်ကကိုယ်တင်တွင်ပုံတူးတယ်လို့ဖြစ်နေမှာဗောဗျခင်ဗျားစီကစံဒီကျုပ်ဝယ်လိုက်ပါမယ်ခင်ဗျားစံဒီထောက်ဝယ်ဦးမှာပဲဈေးလဲရှော့ရောင်းမှာအဲ့ဆိုကျုပ်ကနာပြင်းနာနေမှာဗောဗျဒီမှာကိုဘိုးလေးကျုပ်ခင်ဗျားထင်တယ်လားမညံ့ဘူး အဲ့တော့မတတ်နိုင်ဘူးကျုပ်တို့ကအစုသက်တွေစုပြီးတော့ဒီဈေးကိုတတ်မှတ်တာဒီဈေးတော့မပြနိုင် ခင်ဗျားသိကြရနော် ဘူးတိတ်တိတ်တော့ပေါ့ဒီမှာကိုဘိုးလေးပြီးမှနောင်ထမရဘူး ခါကြောင်ကလေးစီနေပြတော့ရောက်လာ